သုံးပေရှိတဲ့တန်ချောင်းတစ်ချောင်းဟာဒီလူရဲ့ခေါင်းကိုဖောက်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကသူ့ကိုတေစေခဲ့တာမဟုတ်ပဲတေတာထက်ပိုဆိုးတဲ့အရာတစ်ခုဖြစ်စေခဲ့တာပါ။သူဟာယထာလန်းဖောက်လို့ရေးမှာကြောက်ဆောင်တွေကိုတန်ချောင်းနဲ့ထိုးပြီးရမ်းမုံတွေထည့်သွင်းရတဲ့အလုတ်သမားကောင်းဆောင်တစ်ယောက်ပါတစ်နေ့မိုးလွဲပိုင်းမှာတော့သူဟာသူ့နောက်ကလူတွေကိုစကားလက်ပြောလိုက်တဲ့အချိန်တန်ချောင်းကကြောက်ဆောင်နဲ့ပုတ်တိုက်မိပြီးရမ်းမုံတွေပောက်ကွဲသွားပါတော့တယ်။တန်ချောင်းဟာသူ့ရဲ့ဘဲဘက်မေယိုကနေအထက်ကိုတက်တက်ဖောက်ထွက်ပြီးမျက်လုံးနောက်ကနေအုံနောက်ကိုဖြတ်ကာဦးကောင်းခွန်အပေါ်ကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီတန်ချောင်းဟာသွေးတွေအုံနောက်စိတ်ပိုင်းတွေနဲ့အတူကိုက်25ကျော်ကွာကိုလွတ်ဆင်သွားခဲ့တာပါ။ထူးဆန်းတာကသူဟာတတိလစ်မသွားခဲ့ပါဘူး။လက်ရှိရာကိုကိုယ်တိုင်လမ်းလျှောက်သွားပြီးခါကိုမတ်မတ်ထားထိုင်ကမြို့ထဲကိုပြန်လာခဲ့ပါတယ်။သူတဲခိုတဲ့အိမ်ရောက်တော့ဦးကောင်းပေါ်မှာအယိုးတွေငေါထွက်နေတဲ့ကြားကပဲလမ်းသွားလမ်းလာတွေကိုစကားတပြောပြောနဲ့ဝရန်တာမှာထိုင်နေခဲ့ပါတယ်ဆရာဝင်ရောက်လာတဲ့အခါမှာတော့သူကဆရာလုပ်ဆရာတွေအများကြီးရှိနေပြီလို့တောင်နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်ကုသမှုခံယူနေတော့မှသူအော့အန်လိုက်တဲ့အတွက်အချိန်ကြောင့်အုံနောက်အစိပ်ပိုင်းတချို့ဟာဦးကောင်းခွန်ကအပေါက်ကနေလက်ဖက်ရည်ပကံတဝက်စာလောက်အပြင်ကိုထွက်ကျလာခဲ့ပါတယ်ဆရာဝန်ကတော့သူ့အသက်ရှင်မယ်လို့လုံးဝမမျှော်လင့်ထားပါဘူးဒါပေမဲ့24ရက်ကြာမှာတော့သူဟာထပြီးလမ်းလျှောက်နိုင်ခဲ့တယ်လို့နောက်ထပ်10ပတ်ကြာမှာတော့အိမ်ပြန်နိုင်ခဲ့ပါတယ်ဒဏ်ရာတွေပြန်ကျက်သွားတဲ့အခါမှာတော့တစ်ချိန်ကယထာလန်းလုပ်ငန်းခွင်မှာအားကိုးရဆုံးဖြစ်တဲ့အလုတ်သမားကောင်းဆောင်ဟာဘာစီစဉ်ကိုမှတေချာမလှုပ်ဆောင်နိုင်တော့သလိုနှစ်ပေါင်းများစွာတိလာခဲ့တဲ့သူတွေကိုဆဲဆိုတာအကြောင်းရင်းမရှိပဲဒေါသတကြီးပောက်ကွဲတာမျိုးတွေဖြစ်လာပါတယ်သူ့ရဲ့တငယ်ချင်းတွေကတော့သူ့ကိုကြည့်ပြီးသူဟာငါတို့တည်တဲ့ gauge မဟုတ်တော့ဘူးလို့ပြောခဲ့ကြပါတော့တယ်ဒါကတော့စိတ်ပညာလောကမှာအရန်ကြော်ကြတဲ့ Phoenix Gage ရဲ့ဖြစ်ရမှန်ဇလံလေးပဲဖြစ်ပါတယ်